အခုကြည့်ရှုနေတဲ့သူတွေထဲမှာမကြာခဏခေါင်းကိုက်တက်တဲ့သူတွေရှိလားပေါ့နော်အဲ့တော့ကျွန်တော်တို့ခေါင်းကိုက်တာအောင်မှာတစ်ချမ်းပဲကိုက်တယ်အလုတ်လုတ်လို့မရအောင်လဲပြင်းထန်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးခေါင်းတစ်ချမ်းပဲကိုက်တဲ့ယောဂါကို migraine လို့လည်းခေါ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီမှာဆိုလို့ရှင်တော့ဒီလိုမျိုးခေါင်းတစ်ချမ်းပဲကိုက်တဲ့သူတွေအနေနဲ့ဘယ်လိုမျိုးအစားအစာတွေကိုရှောင်ပေးသင့်လဲmigraine ရှိတဲ့သူတွေအနေနဲ့စားပေးတဲ့အစားအစာ၅မျိုးနဲ့ဘယ်လိုချက်တွေကိုလှုပ်ဆောင်ပေးတဲ့ဆိုတာကိုဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အစားအသောက်နဲ့ဟာရဆိုင်ရာထူပြူဒေါက်တာရဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့ migraine ဆိုတာကခေါင်းတစ်ချမ်းပဲကိုက်တဲ့ပြင်းထန်တဲ့ခေါင်းကိုက်ယောဂတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီနေ့အချိန်လေးဆိုလို့ရှင်တော့ဘာကြောင့်ဖြစ်တယ်ဆိုတော့တိတိကျကျပြောထားမျိုးမရှိသေးပါဘူးဒါပေမဲ့ migraine ကမျိုးရိုးလိုက်တဲ့သူ့ကိုပိုဆိုးစေနိုင်တယ်ဆိုတဲ့အချက်တွေတော့ရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အချက်လက်တွေကပြန်ကြည့်မယ်ဆိုလို့ရှင်ပေါ့နော်ဒီလိုမျိုး migraine ရှိတဲ့သူတယောက်ကခေါင်းတစ်ခါကိုက်ပြီဆိုလို့ရှင်အနည်းဆုံး၄နာရီလောက်ကနေပြီးတော့မှ3ရက်လောက်ထိကြာတတ်တယ်ဆိုတော့လေကျွန်တော်တို့သွားပြီးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘလို့ချက်တွေကဒီလိုမျိုးခေါင်းတစ်ချမ်းကိုက်တာကိုဖြစ်ပေါ်စေလဲပေါ့အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှင်ဟော်မုန်းအပြောင်းလဲဖြစ်တာပေါ့အဓိကအဖြစ်တော့အမျိုးသမီးတွေမှာဓမ္မတာလာချိန်နီးနေတဲ့အခါမျိုးတွေနဲ့ဓမ္မတာလာနေစဉ်အတွင်းမှာနောက်ပြီးတော့လို့ရှင်အလင်းအောင်စူးစူးအနံ့ပြင်းပြင်းနဲ့အတန်စူးစူးရတဲ့အခါမျိုးတွေမှာဆိုလို့ရှင်လေဒီလိုမျိုးခေါင်းကိုက်တာကိုပုံမို့ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့အချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ပြီးတော့လို့ရှင်အေးပြက်တာအိတ်လွန်တာစိတ်ဖိစီးမှုများတဲ့အခြေအနေမျိုးတွေနဲ့ကျွန်တော်တို့ကိုလက်လှုပ်ရှားမှုပြင်းပြင်းထန်ထန်လုပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှင်လေဒီလိုမျိုးခေါင်းကိုက်တာကိုပုံမို့ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဆေးလိပ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုကဆေးလိပ်မတောက်တိတိုင်အောင်ဆေးလိပ်ငွေကိုရတယ်ဆိုလို့ရှင်လေဒီလိုမျိုးခေါင်းကိုက်တာကိုပုံမို့ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီ migraine ကိုဘယ်စားစာတွေကပုံမို့ဆိုးရွားစေလဲအဲ့တော့ကျွန်တော်တို့နံပါတ်1ကကျတော့အရက်ဖြစ်ပါတယ်အဲ့တော့အရက်လို့ပြောတဲ့အခါမှာ wine တို့ beer တို့အားလုံးပါတယ်ပေါ့နော်ပြီးတော့လို့ရှင်အချိုမုံ cheese နောက်ပြီးမှကျွန်တော်တို့ဒီတာရှစ်ခံလောက်ထားတဲ့အသားလုံးတွေအသားကြောင်းတွေဒီလိုမျိုးအစားအစာတွေကိုများများစားပေးခြင်းကကျွန်တော်တို့ဒီလိုမျိုးခေါင်းတစ်ချမ်းကိုက်တဲ့ဟာကိုပုံမို့ဆိုးရွားစေနေဆိုတော့လေတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ caffeine ပေါ့နော်ဒီနေရာမှာ caffeine ကပမာဏမှန်ကန်စွာသုံးတယ်ဆိုလို့ရှင် migraine ကိုတက်တာစေနေမှာအထောက်အကူပြုတာဖြစ်ပါတယ်ဒါပေမဲ့ပမာဏများသွားခဲ့တယ်ဆိုလို့ရှင်တော့ဒီလိုမျိုးခေါင်းကိုက်တာကိုပုံမို့ဆိုးရွားစေနေဆိုတော့လေတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ migraine ရှိတဲ့သူတွေအနေနဲ့ဘယ်လိုအစားအစာတွေကိုစားပေးသင့်လဲပေါ့နံပါတ်1ကကျတော့ကျွန်တော်တို့ magnesium ကျွဲဝါတဲ့အစားအစာတွေဖြစ်ပါတယ်တော့ဥမာပေးရလို့ရှင်အစိမ်းရောင်ရှိတဲ့အရွက်တွေကိုကိုက်လန်ပန်းမွန်စိမ်းပြီးတော့လို့ရှင်ငပြောသည့်ထောပတ်သည့်ဒီလိုမျိုးအစားအစာလေးတွေကကျွန်တော်တို့ဒီလိုမျိုးခေါင်းချမ်းကိုက်တဲ့ဆိုလို့ရှင်ပုံမို့ပြီးတော့မှတက်တာစေနေတယ်ဆိုတဲ့အချက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒုတိယတစ်မျိုးကကျတော့ကျွန်တော်တို့ omega 3ကျွဲဝါတဲ့အစားအစာတွေဖြစ်ပါတယ်အဲ့တော့ omega 3ကျွဲဝါလို့ပြောတဲ့အခါမှာပင်လယ်ငါးတို့အစိအစံတို့ဒီလိုမျိုးအစားအစာလေးတွေကိုလည်းကိုယ်အနေနဲ့မကြာခဏခေါင်းကိုက်တက်တယ်ဆိုလို့ရှင်ဒီလိုမျိုးကိုစားတဲ့အစားအစာတွေမှာဖြည့်ဆွက်ပြီးတော့မှသုံးဆောင်ပေးဖို့ကြံပြုချင်ပါတယ်တတိယတစ်မျိုးကကျတော့အမြန်တက်ကျွဲဝါတဲ့အစားအစာတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပဲမျိုးမျိုးဟင်းသီးဟင်းရွက်တွေပေါ့နော်အတွက်ကြောင့်ကိုယ်အနေနဲ့မကြာခဏခေါင်းကိုက်တက်တယ်ဆိုလို့ရှင်ကိုနေ့လေစာညစာစားတဲ့အခါမှာဟင်းသီးဟင်းရွက်နဲ့အသီးနှံတွေကိုပအောင်စားဖို့တော့အကြံပြုချင်ပါတယ်နံပါတ်4ကကျတော့ vitamin B2 ကျွဲဝါတဲ့အစားအစာတွေဖြစ်ပါတယ်အဲ့တော့ကြက်ဥတို့အသားငါးတွေပေါ့နော်အဲ့တော့အသားတွေမှာကျွန်တော်တို့ကဒီအစီမပါအရေကုန်မပါတဲ့အသားအသီးတန်းကိုရည်ညွှန်းတာဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကကျတော့ကျွန်တော်တို့ဂျင်းဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးခေါင်းကိုက်တက်တဲ့သူတွေမိမတာဖြစ်နေတဲ့သူတွေမှာဒီလိုမျိုးဂျင်းလေးစားပေးခြင်းအပြင်ဒီလိုမျိုးခေါင်းကိုက်တာကိုပုံမို့တက်တာစေနေတယ်ဆိုတဲ့အချက်ကိုတွေ့ရမှာဖြစ်ပါတယ်အတွက်ကြောင့်ကိုယ်အနေနဲ့မကြာခဏခေါင်းချမ်းကိုက်တဲ့မိမတာဖြစ်တယ်ဆိုလို့ရှင်တော့ဒီလိုမျိုးဂျင်းတုပ်လေးကိုစားပေးတာမျိုးပဲဖြစ်ဖြစ်လုပ်ကြည့်ဖို့တော့အကြံပြုချင်ပါတယ်ဒီလိုမျိုးခေါင်းချမ်းကိုက်တဲ့ယောဂါကိုကာကွယ်ဖို့အတွက်ဘာတွေလုပ်ကြမလဲအဲ့တော့ရင်ဦးဆုံးကတော့ကိုယ့်ရဲ့အိတ်ချိန်ကိုဂရုစိုက်ဖို့အရေးကြီးတာဖြစ်ပါတယ်ပြီးတော့လို့ရှင်တော့ကျွန်တော်အစားအသောက်ပေါ့နော်အဲ့တော့ migraine ရှိတဲ့သူတွေအနေနဲ့ရှောင်ပေးရမယ့်အစားအစာတွေဦးစားပေးပြီးစားပေးတဲ့အစားအစာတွေကိုတေချာလေးစနစ်တကျရွေးချယ်စားသုံးပေးဖို့အရေးကြီးတာဖြစ်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီလိုမျိုးခေါင်းမကြာခဏကိုက်တဲ့သူတွေအနေနဲ့ကိုယ်လက်လှုပ်ရှားမှုပေါ်ပါလေးချိန်ခံလေးတွေလည်းပုံမှန်လုပ်ပေးဖို့အရေးကြီးတာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကကြောင့်ကိုယ့်ရဲ့စိတ်ကျန်းမာရေးပေါ့နော်ဟောလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးစိတ်ဖိစီးမှုများလေခေါင်းကိုက်တာကိုလည်းပုံမို့ဆိုးရွားစေနိုင်လေဖြစ်ပါတယ်အဲ့အတွက်ကြောင့်စိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့ဆိုလို့ရှင်လေကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့အကြံပြုချင်ပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ဒီလိုမျိုးခေါင်းတစ်ချမ်းကိုက်တဲ့သူတွေအနေနဲ့ပေါ့နော်ဒီလိုမျိုးခေါင်းတစ်ချမ်းကိုက်တာကိုကာကွယ်ဖို့အတွက်ဆရာဝန်ပေးထားတဲ့ဆေးတွေကိုလည်းပုံမှန်တောက်ပေးဖို့အရေးကြီးတာဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်လေဒီလိုမျိုးခေါင်းတစ်ချမ်းကိုက်တဲ့သူတွေအတွက် pandemic လိုမျိုး paracetamol aspirin caffeine ဆိုပြီးတော့မှ၃မျိုးပေါင်းစပ်ထားတဲ့ဆေးတွေကိုလည်းတွေ့လာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာခုနကကျွန်တော်အပေါ်မှာပြောခဲ့တဲ့အချက်ပေါ့နော် caffeine ကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒီ paracetamol နဲ့ aspirin ရဲ့အနာကိုတက်တာစေတယ်ဆိုတဲ့လှုပ်ဆောင်ချက်ကိုပုံမို့ပြီးတော့မှကောင်းမွန်စေတာဖြစ်ပါတယ်အဲ့တော့ caffeine ကိုဒီလိုမျိုးသုံးတယ်ဆိုလို့ရှိရင်တော့ migraine တက်ကောင်းတာဖြစ်ပါတယ်အဲ့ဒီကြောင့်ကျွန်တော်တို့သုံးတက်ရင်ဆေးဖြစ်ပြီးတော့မှမသုံးတက်ရင်ဘေးဖြစ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီဆေးကိုတော့ကိုယ့်သဘောနဲ့ကိုယ်မတောက်တဲ့သူတွေရှိပါတယ်အဲ့တော့အသေးနဲ့ကြောက်ကပ်မကောင်းတဲ့သူတွေ
ဘန်းနာရင်ချက်နဲ့အစာယောဂအခန့်ရှိသူတွေနောက်ပြီးတော့မှ aspirin လိုမျိုးသွေးကြဲဆေးကိုတောက်နေရတဲ့သူတွေအသက်12နှစ်အောက်ကလေးတွေနဲ့ကိုဝန်ဆောင်မိခင်တွေနှုတ်တိုင်မိခင်တွေဆိုလို့ရှင်တော့ဆရာအောင်နဲ့အရင်ဆုံးတိုင်ပင်ဖို့အကြံပြုချင်ပါတယ်အဲဒီတော့ကိုအသည့်မိတ်ဆွေနဲ့ချစ်ခင်ရသူတွေထဲမှာဒီလိုမျိုးမကြာခဏခေါင်းတစ်ချမ်းကိုက်တတ်တဲ့သူတွေရှိမယ်ဆိုလို့ရှင်ပြန်လည်ပြီးတော့မှမျှဝေပေးဖို့တိုက်တွန်းချင်ပါတယ်မမေ့ပါနဲ့တင်ကိုယ်တိုင်ကအသင်အတွက်အကောင်းဆုံးဆရာအောင်မှာတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျ